င်္ဂလာပါရှင်ရဲဘော် FM ရဲ့ရင်ဖွင့်ခန်းစားတက်တွင်းစကားအစီအစဉ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှလေတက်ထဲကနေပြပို့လာတဲ့တက်မိသားစုဝင်အရာရှိစစ်တီတွေရဲ့ရင်ဖွင့်ခန်းစားချက်တွေကိုကိုစားမျှဝေပေးသွားမှာပါမြမတက်မတော်အတွင်းမှာ6လပတ်ကကချူမှစစ်ဆေးခြင်းဆိုတာတွေကိုပြန်လည်သုံးသပ်ဖို့လက်ရှိတက်ချုပ်တစ်ကိုတည်စေခြင်းပါတယ်ဆိုပြီးစာရေးသားပေးပို့ထားတာပါ6လပတ်အရာရှိထူးစစ်တွေကတိုင်းစစ်ဌာနချုပ်တွေရဲ့ KTV ဖို့အရက်ဖို့ပတ်စံပေးရဖို့လှုံ့ဆော်ပေးထားတယ်လို့တက်ပဲဖြစ်နေပါတယ်အကြောင်းကတော့ထူးစစ်ရှိရင်တက်တွေမှာအရာရှိတအုပ်ကို1000ခွဲကောက်ခံတာပါပဲတိုင်းတွေကပြောတာတော့ကကထူးကိုဓပုံပေးရင်ရစ်လို့ဓပုံဖို့ပေးရတယ်ဆိုပြီးကောက်တာပါတဲ့အရာရှိတိုင်းကောက်တာပါ6လတခါကောက်ခံနေတာကအရင်တက်ဆုပ်ဖွင့်ပြချက်နဲ့လုံနေကြတာလားသိချင်မိပါတယ်ကျွန်တော်တို့ရန်ကုန်တိုင်းစစ်ဌာနချုပ်ကတော့ငွေမကောက်ခံပါဘူးဆိုပြီးလက်မှတ်ထိုးခိုင်းပါသေးတယ်ဒါပေမဲ့ဘာအကြောင်းကိစ္စနဲ့မှရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုမတွားရကြပါဘူးလူတွေ့တာနဲ့ A4 တထုပ်အနည်းဆုံးတောင်းတာပါတိုင်းရုံးထဲမှာစာရွက်ထုတ်ပြန်ဝယ်သူရှိပါတယ်သူက A4 ဝယ်ရင်အောက်တက်တွေကို A4 တောင်းပါတယ်သူက legal စာရွက်ထုတ်ဝယ်ရင် legal တောင်းပါတယ်ဘေးဌာနမှမလွတ်ပါဘူးအကုန်တောင်းနေကြတဲ့တထောင်စားဌာနချုပ်ကြီးပါပြီးရင်သူတို့မတောင်းပါဘူးမိမိသဘောနဲ့ပေးရတာပါလို့အရင်ကလက်မှတ်ထိုးပေးရပါတယ် KTV တွေလာရင်နီးစက်ရတက်ကလာရှင်းရပါတယ်လုံခြုံရေးယူပေးရပါတယ်အမီတွေထိတ်ပြောလို့လူချင်းလိုက်ရင်နောက်လူလဲထိုးနီး၎င်းပါပဲအကုန်ပေါင်းစားနေကြတာပါလူရှိသူရှိဆိုသူတို့ကအာနာပြခြင်းပြီးကျန်တဲ့အခါအကုန်ထည့်ပေးလိုက်ရတာပါပဲစစ်တပ်ငငယ်နဲ့ရောက်နေတဲ့စရေးမတွေကအစာငွေမရရင်မလုပ်ပေးချင်ကြပါဘူးလူကြီးတွေကယာရူးကြီးလေမျက်စိကန်းလေးပါပဲသူတို့ကိုသတင်းပို့ရင်မတည်ဘူးညင်ပါတယ်ဖြစ်နေတာတွေကသူတို့မျက်စိအောက်တင်ဖြစ်နေတာပါဒီလိုအခြေအနေတွေကိုပြန်လဲစစ်ဆေးပြုပြင်ပေးဖို့တက်ချုပ်သစ်ဗိုလ်ချုပ်ကြီးရဲဝင်ဦးသိစေချင်ပါတယ်လို့ရကတကုကဲမှုအောက်တက်2000ပြည့်နှစ်စစ်သည်ဆိုသူကစာရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ရှင်ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ညီမတို့အရင်လဲဒီတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်တုန်းမှာဆိုလို့ရှိရင်အဲ့လိုပဲစာရွက်တောင်းရတဲ့ကိစ္စမျိုးတွေရှိတယ်ပေါ့နော်အခုအချိန်လေးမှာဆိုရင်တော့ဘလို့ပြောင်းလဲသွားလဲဆိုတာတော့ပြောဖို့ခက်တယ်ဒါပေမဲ့အဲ့ဒီတော့ဆိုလို့ရှိရင်ညီမတို့အထက်ဌာနကစာရွက်မပေးဘူးဒီဂျာတက်တွေအနေနဲ့အထက်ကိုလည်းပြန်ကြည့်ရတယ်အောက်တက်ကလည်းပြန်တောင်းရတယ်ဆိုတဲ့ဖြစ်စဉ်မျိုးတွေကြုံတွေ့ရတာတွေရှိတယ်ပေါ့နော်ဒီလုပ်ငန်းဆောင်တာတွေအများဆုံးပြီးဖို့အတွက်ဥပမာစာရွက်ထုတ်လို့ရဆိုလို့ရှိရင်တော့မှဒီဟာကိုအထက်ကသူတို့ရဲ့ budget စရင်းထဲမှာတော့ပါတယ်ဒါပေမဲ့တကယ်တမ်းမှာလက်အောက်ကိုရောက်မလာတဲ့အခါမျိုးမှာအောက်တက်ကနေပြီးတော့ပြန်တောင်းရတဲ့အခါအောက်တက်ကစစ်တီတွေဒုက္ခရောက်ရတဲ့ဟာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း1000ခွဲတောင်းတဲ့ကိစ္စမျိုးတွေပေါ့နော်ဒါကတရားဝင်တောင်းတာလားတပုတ်မိုးဆိုပြီးဂါတယ်ဆိုလို့ရှိရင်ဒါအထက်ဌာနတွေဖြစ်တဲ့ဒီကကကြီးဒါမှမဟုတ်အရာရှိဆိုလို့ရှိရင်လည်းဒီအရာရှိနဲ့သက်ဆိုင်တဲ့ဌာနတွေကဒါလက်စားမှုလုပ်နေတာလားဆိုတာမျိုးပြန်ပြီးတော့စစ်ဆေးဖို့လိုနေတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ရိခအပြည့်အဝထုတ်မပေးတဲ့ကမ်းခြေဆောင်တက်အကြောင်းကိုရေးသားပေးပို့ထားတာပါမင်္ဂလာပါကျွန်တော်ကကမ်းခြေဆောင်တက်ကိုကဲမှုဌာနချုပ်ကစစ်တီတအူပါကျွန်တော်တို့တက်မှာဖြစ်နေတာတွေကိုတင်ပြခြင်းပါတယ်ညွှန်ကြားရေးမှူးချုပ်ကလည်းယာရုတိုးဖို့ပဲလုပ်နေပါတယ်အောက်ကစစ်တီတွေအခြေအနေကိုပြန်မကြည့်ပါဘူးအုပ်ချုပ်ရေးညွှန်ကြားရေးမှူးကစစ်တီတွေကိုထောင်သားတပွဲကန့်သက်ပိတ်ပင်ထားပါတယ်တက်နေတဲ့တာဝန်နဲ့သွားတာတောင်အရာရှိလက်မှတ်ပါမှဆိုပြီးကန့်သက်ထားပါတယ်ရိခါကိုလည်းအပြည့်အဝထုတ်မပေးပါဘူးစစ်တီ80ကိုတရက်နှူးစီ9ဘူးစံ15ပြီပဲရပါတယ်ရိခါကိုတရက်ချင်းပဲထုတ်ပေးနေတာပါဒါကိုတက်ချုပ်နဲ့အထက်အကြီးအကဲတွေသိရှိပြီးအရေးယူပေးစေချင်ပါတယ်လို့ကန့်ချီဆောင်တက်စစ်တီတူကစာရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီကာလမှာဆိုလို့ရှိရင်ဒါကုန်စည်နှုန်းတွေကကြီးမြင့်တာတွေရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်စစ်တီ80ကိုနှူးစီဘူး9ဘူးနဲ့စံ15ပြီပေါ့နော်ဒါကလောက်ငားတဲ့ပမာဏဟုတ်ရဲ့လားပေါ့ကိုယ့်ရဲ့ရိခါထုတ်ပေးလူအနေနဲ့ကိုယ့်အိမ်မှာဆိုရင်ရောဒီလောက်ပဲစားတာလားဆိုတာပြန်ပြီးမေးခွန်းထုတ်ရမလို့ဖြစ်နေတယ်ပေါ့နော်ပြီးလို့ရှိရင်ထောင်အနေနဲ့သဘောထားတာပေါ့နော်ညီမတို့ဒီဟိုးအရင်ကလည်းရှိတယ်ဒီကိုဗစ်ကာလနောက်ပိုင်းဒီမှာဆိုလို့ရှိရင်အမျိုးသမီးစစ်တီတွေအနေနဲ့ဒီအပြင်ထွက်ခွင့်မရတဲ့ကိစ္စမျိုးတွေလည်းကြုံတွေ့ရတာတွေကြားသိခဲ့ဘူးတယ်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတာတွေရှိတယ်ဒီမှာဆိုလို့ရှိရင်လည်းသူတို့ထောင်တပွဲထားပြီးအပြင်သွားရင်အစားဒီထောက်ခံစာယူခိုင်းတာမျိုးတွေဒီကိုယ့်ရဲ့တက်နေတဲ့သွားတာတောင်မှဒီလိုမျိုးထောက်ခံစာတွေယူခိုင်းတဲ့ဟာမျိုးထောက်ခံစာမပါရင်ထွက်ခွင့်မပေးတဲ့ဟာမျိုးမှာဒီစစ်တီတွေအတွက်အခက်အခဲအများကြီးဖြစ်ရတဲ့ကိစ္စတွေရှိတယ်ပေါ့နော်သူတို့အနေနဲ့မိသားစုကအပြင်မှာရှိလို့မိသားစုနဲ့သွားတွေ့ရတာတွေရှိတယ်လို့သူတို့ရဲ့လူမှုရေးကိစ္စဆိုတာလည်းရှိနိုင်တာပဲပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကြီးတွေအထိစက်တဲ့အခါမျိုးမှာစစ်တီတွေအနေနဲ့အဆင်မပြေဖြစ်ရတာတွေကိုတွေ့မြင်နေရတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့တက်မိသားစုတွေကိုမညာတာတဲ့ခါကတင်တန်းချောင်းဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်
ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကခြေလင်းအကိုလက်နက်ကြီးတနန်းချောင်းခအကကစစ်တီတူပါကျွန်တော်တို့တက်မှာအတော်လေးအဆင်မပြေကြုံနေရပါတယ်တက်မှုကလည်းဆိုးပါတယ်တက်မှုကြော်ကပိုဆိုးပါတယ်တက်မှုကဒုတိယဗိုလ်မှူးကြီးကျော်တိဟာပါလက်အောက်ကိုအငဲဆူဆဲရန်ရှာပါတယ်စစ်တီတွေကိုလုံခြုံရေးကပြန်လာရင်ရတာမရတာမကြည့်ဘူးအလွန်ငွေဆိုပြီးကောက်ခံတောင်းယူနေပါတယ်သူမိမကဒေါ်ဆန်းဆန်းတွေပါမိသားစုရဲမေတွေကိုမညာတာပါဘူးဖတ်ထိတ်ဆိုရင်ရဲမေတွေကိုလူလိုမခိုင်းပါဘူးနွားမတွေလိုခိုင်းစီနေတာပါစစ်တီတွေကလုံခြုံရေးရဲမေကဖတ်ထိတ်နဲ့လုံးလေချလဲလိုက်နေရပါတယ်ဒီလိုဖြစ်ပြနေတာတွေကိုအထက်ကတိရှိစီစစ်ပေးစီလိုပါတယ်ဒါကတော့အုပ်ချုပ်မှုတနန်းကြောင်စစ်တီတုပ်ကရေးသားပေးဖို့ရင်ဖွင့်လာတာပဲဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ညီမတို့ကလုံခြုံရေးသွားတာပေါ့နော်ဒီတက်ရဲ့လုံခြုံရေးကိုအနီးနားမှာရှိရဲ့ရေးရွာလုံခြုံရေးတက်နယ်လုံခြုံရေးစသဖြင့်ပေါ့နော်လုံခြုံရေးသွားရတာဖြစ်တယ်ပေါ့နော်လုံခြုံရေးသွားပြီးတော့ပတ်စံသွားရှာတာမဟုတ်ဘူးလုံခြုံရေးသွားပြီးတော့ပြည်သူတွေစီကနေပြီးတော့ပတ်စံသွားကောက်ခိုင်းတာမဟုတ်ဘူးပြည်သူတွေကိုလုံခြုံရေးပေးဖို့အတွက်သွားလုပ်ရတာပေါ့နော်ဒါကိုအောက်ခြေရစစ်တီတွေကမလုပ်ခဲ့ဘူးသူ့ရဲ့လုံခြုံရေးတာဝန်ဖြစ်တယ်လုံခြုံရေးတာဝန်ကိုအပြည့်အဝတာဝန်ထမ်းဆောင်လာတယ်ဆိုရင်တော့ဒီတက်မှုကရရမြရမင်းတို့ဖပါလဲပေးဆိုတဲ့ပုံစံမျိုးကဒီလက်အောက်ကိုအတင်းဖိအားပေးပြီးတော့ဒီဟာတွေကောက်ရမယ်ဒီလိုတွေလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးဖိအားပေးနေတယ်လို့ဖြစ်တယ်ပေါ့နော်ဒါမျိုးတွေကလုံးတဲ့ကိစ္စတွေမဟုတ်ဘူးဒါအမြန်ဆုံးစီစစ်ပေးရမယ်ကိစ္စတွေဖြစ်ပါတယ်ဒါကတော့ရဲဘော်အဖန်ကိုပေးပို့ထားတဲ့စာတွေကိုညီမတို့ကကိုစားရင်ဖွင့်ခန်းစားပြီးတော့ဒါအများသိအောင်တင်ဆက်ပေးတယ်အထက်လူကြီးတွေသိအောင်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်အခုလိုမျိုးစာရေးသားပေးဖို့ခြင်းနဲ့မိမိတို့ရဲ့အခက်အခဲတွေကိုမျှဝေပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ညီမတို့ရဲဘော်အဖန်ရဲ့ချက်ပေါက်ကနေတဆင့်စာရေးသားပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာတဲ့သူတွေရဲ့အချက်လက်တွေကိုလည်းညီမတို့ကလို့ပေးထားမှာပဲဖြစ်ပါတယ်ရှင်